သမတ်စင်ကမြန်မာပြိုင်ပွဲမှာဝင်နောက်ဆိုရရှိခဲ့တဲ့အတွက်အရန်ကိုပြောရွှေမြင့်တယ်လို့ပြိုင်ပွဲဝင်နေစဉ်ကာလအတွင်းမိမိဟာတော့မတ်အောက်မှာအဆိုတော်ဖြစ်တယ်လို့လူတော်တော်များများကတန်တရားဝင်ခဲ့ကြပေမဲ့စီပီစီကန်ရလိုဝက်ထားရကအမြဲတမ်းညင်းဆိုခဲ့ရတယ်လို့အဆိုတော်ဖြိုးကျော်ထိုက်ကပြောဆိုခဲ့ပါတယ်တကယ်ချင်းတွေကတော့မင်းလားဆိုပြီးတော့လာမေးကြပါတယ်ကျွန်တော်ကမဟုတ်ဘူးလို့ညင်ခဲ့ရပါတယ်ဘယ်တော့ထိလိုဝက်ခဲ့ရလဲဆိုရင်တော့ဖုန်ကြီးဝင်းနေတော့မဟုတ်ပါဘူးလို့ညင်ခဲ့ရပါတယ်အရှင်ဖေဖုန်ကြီးဝင်းနေမညာနဲ့တော့ဆိုပြီးတော့ပြောဆိုခဲ့ကြပါသေးတယ်လိုဝက်ထားရတဲ့သဘောတူညီချက်စာချုပ်တွေလည်းရှိနေတာကြောင့်မလို့မပြောနိုင်ခဲ့ပါဘူးလို့ဖွေးကျော်တိုက်ကရေးပြီးတော့ပြောဆိုခဲ့ပါတယ်ဒါပြင်မှာတော့သမတ်စင်ကမြန်မာဟာမြန်မာအိုက်ဒရဒါမှမဟုတ် The Voice လိုမျိုးစုချင်းငွေရှင်းပြရတဲ့စီစဉ်မျိုးမဟုတ်ပဲဖျော်ဖြေရေးကိုသာအဓိကထားတဲ့စီစဉ်တစ်ခုဖြစ်တယ်လို့ရှင်းပြလာခဲ့ပါတယ်ဖြိုးကျော်ထိုက်ကတော့စီစဉ်တင်ဆက်သူပန်းစီရဲထွန်းနဲ့ပတ်သက်ပြီးတော့လည်းပြောစရာတွေ့ကြုံတွေကိုဝေမျှခဲ့ပါတယ်။ဘာစီရဲထွန်းကတော့မတ်အောက်ကအဆိုတော်ဟာအဆိုတော်တာတီးလို့မဟုတ်လားမှန်ရင်တော့ဟော့ပေါ့ကျွေးရမယ်လို့ကြိုတင်ပြောထားတာမှားသွားတာကြောင့်မလို့ဟော့ပေါ့စားရမယ်လို့ထင်သွားခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်ပင်မန်းနေတဲ့ဖြိုးကျော်ထိုက်ကိုအားပေးတဲ့စကားတခွန်းကြောင့်အားလုံးကိုမျက်ရည်ဝဲသွားစေခဲ့တဲ့ဖြိုးငွေဆိုအဆိုတော်ဖြိုးကျော်ထိုက်ကအနုပညာအရေးအချင်းအပြေးဝရှိတဲ့သူဖြစ်ပေမဲ့အနုပညာရှင်တိုင်းရဲ့ဘဝခရီးလမ်းကပန်းခင်းတော်လမ်းမျိုးမဟုတ်ပါဘူးဒီဘက်ခေတ်ကာလကြီးထဲမှာဖြိုးကျော်ထိုက်ဟာဘဝရဲ့နေထိုင်မှုရည်တည်မှုအခက်အခဲများစွာနဲ့ခက်ခဲပင်ပန်းစွာနဲ့ရုန်းကန်ဖြတ်သန်းနေရပါတယ်ခက်ခဲနေတဲ့ကြားတွေကနေအရှုံးမပေးပဲဓမ္မစင်ကမှာကက်ဆက်ရော့စတာဖြစ်နေခွန်အားရှိသမျှအကောင်းဆုံးတီးဆိုဖျော်ဖြေပြီးတော့နောက်ဆုံးမှာချန်ပီယံဆုကြီးကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။သူ့ရဲ့မျက်နှာဖုံးနောက်ွယ်ကအဖြစ်မှန်တဲ့ဘဝအခြေအနေကိုသိထားကြတဲ့သူတွေအတွက်တော့သူဝင်းနာဖြစ်သွားတဲ့အချိန်ကဝမ်းသာရတယ်လို့ရှင်ထဲမှာစိတ်မကောင်းဖြစ်ကြရပါတယ်။ဖြိုးကျော်ထိုင်းမျက်နှာဖုံးချွတ်လိုက်တဲ့အချိန်မှာဖြိုးငွေစိုးကခုံကနေထပြီးတော့စင်ပေါ်ထိအရောက်တက်သွားခဲ့ပါတယ်။အကောင်းဆုံးစူးစမ်းကြော်ဖြတ်လာခဲ့တဲ့ဖြိုးကျော်ထိုက်ကိုဖတ်ထားရင်းနဲ့အားပေးစကားတွေပြောကြားခဲ့ရပါ။ဖြိုးငွေစိုးလည်းဓမ္မစင်ကမာလာမပြန်ခင်ကပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပူပါတယ်ဒီပြိုင်ပွဲမှာလာပြိုင်ပြီးမှပို့ပြီးတော့အဆင်ပြေလာခဲ့ရပါဖြိုးကျော်ထိုင်လေကက်ဆက်ရော့စတာကြီးမဖြစ်ခင်မှာပရိသတ်တွေနဲ့အလံဝေးနေပေမဲ့အခုတော့သူ့ရဲ့စူးစမ်းအထောက်မှုတွေကိုအတိမတ်ပြုလာကြလို့သူ့အတွက်အဆင်ပြေလာနိုင်ကြောင်းဖြိုးငွေစိုးကအားပေးခဲ့ပါတယ်ဒီလိုအားပေးစကားပြောတာကြောင့်ဖြိုးပြေးပွဲတစ်ခုထပ်ပို့သွားပြီးအနုပညာရှင်အချင်းချင်းကြားကကိုချင်းစာစိတ်မေတ္တာတရားနဲ့တန်ရုံးစင်ကိုပါပြသလိုက်တာပါဖြိုးငွေစိုးဟာဖြိုးကျော်ထိုင်အခုလောလောဆယ်ရင်ဆိုင်နေရတဲ့ဘဝရဲ့အခက်အခဲတွေကိုကောင်းကောင်းစာနာလည်ပေးနိုင်လို့စင်မော်တီတက်ပြီးတော့အားပေးခဲ့တဲ့ဖြိုးငွေဆိုရဲ့စကားလေးတွေကိုသဘောကျရဲ့လားဆိုတော့မှတ်ချက်မှာပြောပြခဲ့ပါအောင်ရှင်ကောင်းကောင်းစာနာလည်ပေးနိုင်လို့စင်မော်တီတက်ပြီးတော့အားပေးခဲ့တဲ့ဖြိုးငွေဆိုရဲ့စကားလေးတွေကိုသဘောကျရဲ့လားဆိုတော့မှတ်ချက်မှာပြောပြခဲ့ပါအောင်ရှင်